အဲကွန်းဆိုင်ဒီဇိုင်း next level ကိုရောက်ဖို့တင်းနှန်းတက်စရာမလိုပဲရောက်လို့ရတဲ့နည်းတစ်ခုကိုကျမလာပြောပြပေးမှာပဲဖြစ်ပါတယ်ဒီနည်းကဘာလဲဆိုရင်အရန်ကိုရိုးရှင်းပါတယ် relationship အဆင်ပြေမှုပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတာကိုကျမရှင်းပြပါမယ်ကျမတို့အဲကွန်း business တွေဆိုတာတခြား business တွေနဲ့လုံးဝမတူပါဘူးတခြား business တွေက next level ကိုရောက်ချင်တယ်ဆိုလို့ရှိရင် system တွေဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတွေအရန်ကောင်းမှ next level ကိုရောက်နိုင်တဲ့ business တွေဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျမတို့ business ကြတော့လုံးဝမတူပါဘူးဒီ system တွေဝန်ထမ်းရေးရာတွေစနစ်တကျစီမံတဲ့အပိုင်းတွေမရှိသေးရင်တောင်မှပဲ relationship အဆင်ပြေတယ်ဆိုလို့ရှိရင်နောက်ထပ်လက်ရှိကိုရောက်နေတဲ့ level ကနေနောက်တစ်ဆင့်ကိုတေချာပေါက်တင်းနှံမတက်ဖဲရောက်နိုင်တာပဲဖြစ်ပါတယ်။ဒါလို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေက next level ကိုရောက်နေတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်မဆက်လို့ရမလဲလို့ကျမကိုမေးမယ်ဆိုလို့ရှိရင်တော့ social media ဈေးကွက်မှာbusiness နဲ့ကိုဝင်ပြီးတော့နေရာယူပါလို့အကြံပေးချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကိုလိုမျိုးနောက်ထပ်အဲကွန်းဆိုင်ပိုင်ရှင်တွေသိဖို့ share ပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်